အလုံးပါလိုက်ပါဖူဒီယာကနေဘာလို့ကိုစလိုက်ပါရဲ့အင်းခါရကကျွန်တော်ခန်းရှယ်ပြီးပေါက်ဒီကိုမှားခံไปပါရဲ့အနေတူကိုဖန်ထားပါမယ်အနေတူလောပါမယ်ไปมึงกาပါမယ်ကွဲသားနေလှိထားပါမယ်ခန်းရှိသေးလှိထားပါမယ်เราဒီဇင်းလှိထားပါမယ်အနေတူ receive ပါမယ်เราဒီဇင်းအပိတ်ထည့်ပါမယ်စာရှုံမုံထည့်ပါမယ်ခန်းရှိသေးတော့ပါမယ်အနေတူထည့်တော့ပါမယ်နာနာမထည့်ပါမယ်ခန်းရှိသေးတော့ရပါရဲ့ကျွန်တော်နောက်ပြီးတော့ပြန်လို့တက်ရပါမယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးရတဲ့တရားချောင်းစီရဲ့ကိုကျေးဇူးထူးတင်ပါတယ်